မင်းစများလုံးမင်္ဂလာပါအခုအတန်ဖိုင်တကူဖွင့်ပြမယ်ပေါ့နော်အဲ့ဒီတန်ဖိုင်ကတော့ပိုးဘာသာနဲ့ပြောထားတာအဲ့တော့ဘယ်အဖွဲ့ကပြောနေရလဲဆိုရင် PLNA တူရိန်ဦးဆောင်တဲ့အဖွဲ့ကနေပြောနေတဲ့စကားတန်နေပေါ့နော်အဲ့တော့ပိုးဘာသာနဲ့ပြောထားတဲ့အတွက်ကြောင့်မို့တချို့လူတွေနားမလည်ဘူးအဲ့တော့ကျွန်တော်ဖွင့်ပြပြီးတော့ပြန်ရှင်းပြမယ်ပေါ့နော်是假的嘞，我这样么？哦，买了，花都买了，那几针都买了，几万几了都没，都买了。มาพี่ป้ารายการโกงก็มีอะไรสิ่งนั้นหน่วยเนาะฝ่ายยังค่อนกันอังสารนี่ส่งมาเล่นนะไม่นะที่ได้เดี๋ยวคุณตั้งนั่นเองဒီမှာသူဆက်တဲမှာပေါက်တာပေါ့နော်အဓိကတော့တနွယ်ဆိုတဲ့လူပေါ့အပြောရစေဒီ PLNA ရဲ့ရဲဘော်ပေါ့ PLNA ရဲဘော်ကတအေးရဲ့တဖြေရဲ့မောင်းပေးရဲ့တနွယ်ရဲ့ဒီပုံကိုယ်တွေအားလုံးကဒီ PNA ပေါ့နော် PNO ဘက်ကိုပြောင်းလာပြီးတော့မှအလင်းပြောင်းဝင်ပြီးဒီငင်အေချမ်းစွာဝင်ရောက်ပြီးတော့နေထိုင်နေကြတာဖြစ်ပါတယ်နော်ဒီတဖေတို့တအေးတို့မောင်ပေးတနွယ်တို့ဒီ PLNA ထဲမှာဘာကြောင့်ပါသွားလဲဆိုတော့အဓိကတော့သူတို့ကတရားဓမ္မခေါ်သွားတဲ့ထဲမှာပါသွားတော့သူတို့ကထွက်ပြေးလာတာဖြစ်ပါတယ်အဲ့တော့ထွက်ပြေးလာတဲ့အခါကျတော့ဒီ PLNA ဘက်မှာတက်မူလားစစ်ကြောင်းလားတာရီမူလားတော့မသိဘူးပေါ့နော်ဆက်ထဲမှာသူပြောနေတာကတော့ဒီတနွယ်ပေါ့တနွယ်ထွက်သွားပြီတနွယ်ထွက်ပြေးသွားတယ်ပေါ့အဲ့ဒီမှာထွက်ပြေးသွားတဲ့အချိန်မှာလက်နဲ့လက်တလက်ပါသွားတယ်ပေါ့အဲ့ဒီအကြောင်းလေးသူပြောနေတာအဲဆိုဆက်နားထောင်ကြအောင်နော်အမွေတနွယ်နော်ဘိုးတိုင်းစီတနွယ်နော်ဒီမင်းပေါင်းလည်းမိုင်းတော့သူပါလာတော့သူတင်းပါလာတော့ဒီမှာဆိုလို့ချင်းတခြားတရင်ကိုသူလမ်းပြီးပြောပြီးအကြောင်းကြားနေရပါတော့အဲ့ဒီတနွယ်တို့တွေ့လို့ရှင်သူတို့ဖန်စီအေးယူဖို့ပေါ့အဲ့ဒီ PLNA ဘက်ကနေထွက်ပြေးသွားတဲ့ရဲဘော်တနွယ်တို့အဖွဲ့ကိုသူတို့ကဘယ်နားမှာတွေ့ပေါ့နော်တွေ့ပြီးလို့ချင်း2 sim ဆိုတဲ့ဟာကဖျောက်ခိုင်းတာပေါ့နော်တခါတည်းချင်းပစ်ခိုင်းတာပြောမယ်ဆိုတော့လေးသူတို့ရဲဘော်ကိုသူတို့တော့ပြန်ပြီးအေးယူနေတာမြင်နေရတယ်ကြားနေရတယ်နော်အဲ့တော့အဲ့ဒီရဲဘော်ကိုသူတို့ကရှင်းခိုင်းတဲ့သဘောပေါ့နော်ရှင်းပြလိုက်ဖို့ပေါ့တွေ့တဲ့နေရာနဲ့ရှင်းပြဖို့ကိုသူအမိန့်ပေးနေတာဖြစ်ပါတယ်ဆက်နားထောင်ကြမတ်Lucky Evan Lucky အမွေခွိုက်နေတာမှာနော်လာချန်ကုန်ပေးအလိစင်မင်းတနွယ်နော်ဒီမှာဆိုလို့ချင်းဒီအဲ့ဒီနောက်တိမ်မူဟောနော်နောက်တိမ်မူနာစီကြောင်းတော့တေးရောက်ကနေပြီးတော့မှနောက်တစ်ဖက်ကိုလက်မိကြောင်းကြားတာပေါ့အဲ့ဒီ Lucky ဆိုတဲ့လူကိုလက်မိကြောင်းကြားတာအဲ့ဒီတနွယ်ကိုတွေ့လဲလားပေါ့လာချန်ရဲ့ရဲဘော်တနွယ်ကိုတွေ့သေးလားပေါ့လက်မေးတာပေါ့နော်မင်းတို့တွေ့မိသေးလားလို့သူလက်မေးတယ်အမေကခေါ်ရတဲ့မှာနော်တူတင်းပါတယ်နော်ဘာလဲတဲ့ကောင်မလာกินနော်ဒါလမ်းပြီးတော့မှအဲ့ဒီ Lucky ကိုလမ်းပြောတာပေါ့နော်မင်းတို့အဲ့ဒီတနွယ်တွေတွေ့လို့ရှိရင်တခါတည်းတိန်းထားဖို့ပေါ့တိန်းထားဖို့ဆိုတာကတော့ရှင်းခိုင်းလိုက်တဲ့ဘောပါပဲအဲ့ဒီတနွယ်တို့ကိုတွေ့တယ်ဆိုလို့ရှိရင်မင်းနားမှာတွေ့ရင်လည်းမင်းတခါတည်းအဲ့မှာရှင်းထားလိုက်ဆိုတဲ့သဘောကိုသူပြောတာဖြစ်ပါတယ်ပြီးရင်အဲ့ဒီမှာသူကခတ်ကူလည်းပါတယ်ဆိုတော့ခတ်ကလက်နဲ့ကိုပြောတာပါလက်နဲ့လည်းပါတယ်အဲ့ဒီလက်နဲ့တကူပါသွားတယ်လက်နဲ့လည်းပါသွားတယ်အဲ့ဒါအကြောင်းမလို့တခါတည်းရှင်းခိုင်းတဲ့သဘောကိုသူနောက်တစ်ဆင့်ကိုလမ်းပြီးတော့မှအမိန့်ပေးနေပေါ့နော်နောက်တစ်ယောက်ကစကားပြောတဲ့လေတန်ကတော့နည်းပြော့တယ်ဆိုတာသူကလည်းအချင်းဆိုတော့သူတို့ကလည်းပြည့်ချင်မှာမဟုတ်ဘောနော်ထပ်ပြေးသွားတဲ့လူကလည်းပြောရမယ်ဆိုရင် PLNA ဘက်မှာကတိုက်ပွဲတာဝေးနေရတာတချို့ရဲဘော်တွေကဘာမှအကျိုးရလမရှိဘူးသူတို့နောက်မှာပြည်သူလူထုလည်းမရှိဘူးသူတို့စစ်တိုက်နေတာပြောတာဘာအတွက်တိုက်နေရလဲဆိုတဲ့ဟာပန်းနိုင်လည်းမရှိဘူးနေရာလည်းမရှိဘူးဥတီချက်လည်းမရှိဘူးခေါင်းဆောင်လည်းမရှိဘူးအဲ့လိုဖြစ်နေတာအဲ့တော့အဲ့ဒီထဲမှာကိုရဲ့အသိပညာဘုဒ္ဓရှိနေတဲ့ရဲဘော်တွေကတော့အဲကနေပြီးတော့မှထွက်ပြေးကြတာပေါ့ထွက်ပြေးပြီးတော့မှ PNO ဘက် PNA ဘက်ကိုဘက်ပြောင်းလာပြီးတော့မှငင်းချမ်းစွာနေထိုင်ကြတဲ့ရဲဘော်တွေလည်းအများကြီးရှိပါပြီအခုစိတ်တရားကြောတော့ရှိနေနော်ဆက်တန်းတော့ကြည့်အောင်ပါစံကတွေ့သူပြောတာကတော့ပါဇက်ခန်ကွဲဆိုတာလက်နဲ့ပါတယ်ဆိုတဲ့အကြောင်းသူပြောပါဘောနော်အဲ့တော့
အခုဒီ PLN နေဘက်ကနေရှာနေတဲ့တအေးတို့တဖေတို့မောင်ဖေတို့တနွယ်တို့စသည်ရဲဘော်တွေအများကြီးပေါ့နော်အဲဒီ PLN နေဘက်ကနေပြီးတော့မှပြန်ထွက်ပြေးလာတာ100ကျော်ရှိပါတယ်အဲ့တော့သူတို့လည်းသူတို့ရဲ့လုံခြုံရာနေရာဒေသမှာလုတ်ကင်စားတော့အေးချမ်းစွာနေထိုင်နေကြပါတယ်ဘာမှမဖြစ်ပါဘူးအဲ့တော့ PLNA ထဲမှာပါဝင်နေတဲ့ရဲဘော်တချို့တွေလည်းပြန်လာခဲ့ကြပါမိမိတို့ရဲ့နေအိမ်မိမိတို့ရဲ့မိသားစုနဲ့အတူပြန်လာနေလို့ရပါတယ်เนาะတည်ငြိမ်အေးချမ်းစွာနေထိုင်လို့ရနေရဲ့ဒါနဲ့အဲ့ဒီအကျိုးမရှိတဲ့အလုပ်เนาะဒီဥတီယာမဲ့နေတဲ့အဖွဲ့အစည်း PLNA ထဲကနေပြီးတော့အမြန်ဆုံးတာထွက်ပြေးလာခဲ့ပါအခုမင်းတို့ရဲ့တငယ်ချင်းတအေးတဖေပေါင်းပေးတဲ့နွယ်ထွက်ပြေးသွားတဲ့သူတွေကိုခင်ဗျားတို့ဆက်သွယ်ကြည့်ပါเนาะမင်းတို့ဆက်သွယ်ကြည့်ပါအေးချမ်းစွာနေထိုင်နေကြတာကြီးပဲเนาะအဲ့တော့အခွင့်တာရင်ပြေးတာပြေးပါဒါမှသာလေမိမိတို့ရဲ့ကြံရှိနေတဲ့အချိန်မှာတာယာပြောချင်းစွာအေးချမ်းစွာနေထိုင်နိုင်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီဗီဒီယိုဖိုင်နဲ့အတူတင်ဆက်လိုက်ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်